အခုဆိုရင်အားလုံးသိကြတဲ့အတိုင်း marketing က version 6.0 အထိရောက်ရှိလာပါပြီ။ကိုယ့်ရဲ့ brand business ကနောက်ကျမကြံရင်ခင်အောင်လုပ်ဖို့အတွက်လိုအပ်ပါတယ်။လုပ်ငန်းတစ်ခုလုံးကိုအများကြီးကိုစားပြုနေတဲ့ brand identity တွေ IT solution နဲ့ပတ်သက်တာတွေ digital marketing strategy တွေပဲဖြစ်ပါတယ်။အဲဒီလို service မျိုးတွေကိုတော့ Fusion မှာ one stop service ပေးနေပါပြီ။ဒါဆိုရင်ဒီ brand identity ရဲ့ project scope အောက်မှာဆိုရင်ဘာတွေပါလဲဆိုတာကိုအသေးစိတ်ပြပြပါမယ်။ဒီ brand identity ရဲ့ scope ထဲမှာဆိုရင်ပေါ့နော်ဒီ banner design menu design packaging design ဒီလိုမျိုးပေါ့နော် visual ရမြင်ရတဲ့ design တွေအကုန်လုံးကို service ပေးတယ်။ပြီးတော့ဒီစီးပွားရေးလုပ်ငန်းကြားထဲမှာပေါ့နော်မဖြစ်မနေလိုအပ်နေတဲ့လုပ်ငန်းရှင်တိုင်းလိုအပ်နေတဲ့ဒီ profile book design ကိုလည်း professional designer တွေနဲ့ရေးပြီးတော့စနစ်တကျလေးရေးဆွဲပေးနေတယ်။နောက်တစ်ခုကကြတော့ဒီလုပ်ငန်းတော်တော်များအခုနောက်ပိုင်းကူပြောင်းလာတဲ့နေရာမှာဆို character လေးတွေကိုပေါ့နော်ပို့ပြီးတော့ကိုယ့်ရဲ့ business အနေနဲ့ကိုစားပြုလာတာမျိုးလေးရှယ်ဒါမျိုးဆိုရင်လည်း illustration design တွေ mascot design တွေပေါ့နော်ဒါမျိုးလေးတွေလည်းဝန်ဆောင်မှုပေးနေပါတယ်ရှင်။ IT solution နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီနေ့ခေတ်စီးပွားရေးအရာလိုအပ်ချက်ဖြစ်နေတဲ့ဒီ website တို့ application တို့ပေါ့နော် design ရော developing ရောပေါ့အစအဆုံးဝန်ဆောင်မှုပေးပြီးတော့ရေးဆွဲပေးနေပါတယ်။နောက်တစ်ခုကတော့ဒီနေ့ခေတ်စီးပွားရေးမှာအများကြီးအထောက်အကူပြုနေတဲ့ e-commerce website ပေါ့နော်။ e-commerce website ဆိုရင်အရင်တော့ဆိုရင်လူတွေကဒီ traditional အရာပေါ့နော်။ကိုယ့်ရဲ့ကိုယ်ပိုင်ဆိုင်တွေမှာရောင်းလာတဲ့အခု online ခေတ်ဖြစ်လာတဲ့အခါကျတော့ online ပေါ်မှာဈေးရောင်းလာကြတယ်။ဒီလိုမျိုးဆိုရင်ဒီ Facebook လိုမျိုး score ဆွဲသွားတာမျိုးဆိုရင်ပစ္စည်းတွေကအောက်ရောက်သွားတဲ့အခါကျအများကြီးဆွဲရတယ်ပေါ့နော်။ဒါမျိုးဆိုရင်ကိုယ့်ရဲ့ customer တွေကပစ္စည်းရှိမရှိကို effective ဖြစ်ဖြစ်ရှာလို့မရဘူး။ဒါမျိုးတွေကိုပေါ့ e-commerce website မှာဆိုတခါလေးဖြည့်ရှင်းပြီးသားဖြစ်တယ်ပေါ့နော်။ e-commerce website မှာဆိုရင်ကိုလိုချင်တဲ့ပစ္စည်းကိုဒီ search bar မှာထည့်လိုက်တာနဲ့တန်းကြလာမယ်ပစ္စည်းရှိလားမရှိလားတခါလေး order တင်လို့ရမယ်ပေါ့နော်ဒီလိုမျိုးပြည့်စုံတဲ့ website e-commerce website မျိုးတွေကိုလည်းအစအဆုံးဝန်ဆောင်မှုပေးနေပါပြီနောက်တစ်ခုကကြတော့ဒီ marketing service ပေးတာပေါ့နော်ဒီ brand တစ်ခုရလာပြီဆိုရင်ဒီ brand က digital ပေါ်မှာဖောက်ရင်ပိုကောင်းမလားဒါမှမဟုတ်ရင် offline campaign တွေလုပ်ရမလားဒါမှမဟုတ်လည်း digital campaign တွေလုပ်ရမလားပေါ့နော်ဒီ brand လိုအပ်ချက်ပေါ်မူတည်ပြီးတော့ဆွေးနွေးပြီးတော့ဒီ marketing service တွေပေးပါတယ်အဲဒီ marketing service တွေနဲ့ပတ်သက်ပြီးဆိုရင်တော့photography လို့ရဆို photography service videography service ဒါမှမဟုတ်လည်း commercial ပေါ့နော် online commercial video မျိုးလို့လဲဆိုရင်လည်းအဲဒီ online commercial ရိုက်ကူးရေးတွေအထိလုပ်ပေးပါတယ်အဆုံးသတ်အနေနဲ့စီးပွားရေးလုပ်ငန်းရှင်တိုင်းမျက်စိကျနေကြတဲ့ TikTok marketing secret အကြောင်းမှာတကယ်လို့များ TikTok ပေါ်မှာ marketing လုပ်ချင်တယ်ဆိုရင်တော့ TikTok ပေါ်မှာတင်မဲ့ video ရိုက်ကူးရေးတွေအပြင်talent management တွေကိုလည်းအစအဆုံးဝန်ဆောင်မှုပေးနေပါတယ်ရှင်အကယ်လို့လူကြီးမင်းတို့အနေနဲ့အပေါ်ကအချက်ထဲကတစ်ချက်ချက်များလိုအပ်ခဲ့လို့ရင် Fusion Mountain ကိုဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရှင်